Hello ကျမရဲ့ထသွားထလာ makeup look လေးကိုပြင်ပြမယ်ပေါ့နော်မပြင်တဲ့ညီမလေးတွေရှိလို့ရှိရင်လည်းဒီ makeup လေးကိုတစ်ဆင့်ချင်းကြည့်ပြီးတော့လိုက်ပြင်လို့ရတယ်ပေါ့နော်ပေါ့ပေါ့ပါပါလေးပဲဆိုတော့လွယ်လွယ်ကူကူပြင်လို့ရပါတယ်ပထမဆုံးအနေနဲ့ lip balm ဆိုပါမယ် lip balm ဆိုပြီးလို့ရှိရင်သတရင်ကနည်းနည်းစိုးနေသေးရနဲ့ dryer မှုတ်တယ်ပေါ့နော်မှုတ်ပြီးလို့ရှိရင် makeup လိမ့်မှုစပါတော့မယ်ပထမအဆင့်အနေနဲ့ lam can ရဲ့တိုနာလေးကိုလိမ့်နေပေါ့နော်တိုနာလိမ့်ပြီးလို့ရှိရင်လက်ဆောင်ရတဲ့အဆင့်လေးကိုလိမ့်ပါမယ်ပြီးလို့ရှိရင်ဒါကကြတော့ serum ပေါ့နော် serum လိမ့်မယ်လိမ့်ပြီးလို့ရှိရင်မျက်နှာကိုပုတ်ပုတ်လေးပုတ်ပေးပါပြီးလို့ရှိရင်အမကအသက်30ကျော်ပြီဆို eye cream လေးကတော့မပါမဖြစ်လိမ့်မရရပေါ့နော် eye cream လိမ့်ပြီးလို့ရှိရင်ဒါက Medicube ရဲ့ဟိုပါပေါ့ moisture လေးပေါ့နော် moisture လိမ့်မယ်လိမ့်ပြီးလို့ရှိရင် sun cream လိမ့်မယ်အမကကျတော့အပြင်သွားတာနေ့သွားညသွား sun cream ကတော့မပါမဖြစ်လိမ့်နေပေါ့နော်ပြီးလို့ရှိရင် concealer လိမ့်ပါတယ် concealer လိမ့်မိတာကကျတော့အခုခေတ်စားနေတဲ့နာမည်ကြီးနေတဲ့ serum နဲ့ foundation ပေါ့နော် foundation လေးကိုလိမ့်မယ်သူ့ရဲ့အနံ့လေးကလေအရန်မှုေးတယ်ဟို jelly လေးမှပါတဲ့အနံ့လိုပဲပေါ့နော်ဟိုကိုက်စားခြင်းစရာလေးတင်းတင်းလေးနဲ့အရန်အနံ့ကောင်းနေပြီးတော့ makeup က coverage အရန်ဖြစ်တယ်ပေါ့နော်တနေ့လုံးခံတယ်ပြီးလို့ရှိရင် Chanel ရဲ့ powder မုတ်လိမ့်ပါမယ် powder လေးလိမ့်ပြီးလို့ရှိရင် two way ထပ်လိမ့်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်နှစ်ပူးမြောက်စီလောက်ရှိသွားပြီပေါ့နော်မနဲ့အစင်ပြီးတော့ကျွန်မဒါပဲသုံးဖြစ်တယ်ပြီးရင်two way လိမ့်ပြီးပြီဆိုလို့ရှိရင်ပါနီလေးလိမ့်ပါမယ် Chanel ကနေပဲပါနီလေးလိမ့်လိုက်တယ်ပေါ့နော်သူ့ရဲ့ပါနီကအရင်ကြီးအဲ့လိုမျိုးတောက်နေတာမရှိဘဲနဲ့အယောင်ဖြော့ဖြော့လေးနဲ့လာရပေါ့နော်ပြီးလို့ရှိရင်နှာခေါင်းကိုပုံဖော်ပါမယ်ဒီအညိုလေးကိုဘေးနှာခေါင်းရဲ့ဘေးနှစ်ဖက်မှာပေါ့နော်ဆွဲပြီးတော့ဒီ brush လေးနဲ့ပုတ်ပေးမယ်ပြီးလို့ရှိရင်နှာခေါင်းလေးကိုချင်းချင်းလေးဖြစ်သွားအလယ်မှာ highlight လေးလုပ်လိုက်ပါမယ်ပြီးလို့ရှိရင်မျက်တောင်ကိုအနောက်ကိုအရင်ဆွဲတယ်ပေါ့နော်မျက်ခုံးမွေးကိုအနောက်ဆွဲပြီးတော့မှအရှိကိုတဖြည်းဖြည်းနဲ့ဖြည့်ချရဲပေါ့ပြီးလို့ရှိရင်ဒီအလဲပေါင်လေးကိုထပ်ဖြည့်လိုက်တယ်ပြီးရက်ခုံကကြတော့ဒီ color လေးအများကြီးရှိရတဲ့အနေမှာဒီရောရဲ့ပန်းရောင်ဆွဲဖြစ်တယ်ပေါ့နော်ပန်းရောင်လေးကိုဘယ်နေရာတော့အကြိုက်တွေ့ရပေါ့နော်အကြိုက်တွေ့အတွက်အမကတော့ပန်းရောင်လေးကိုပန်းနီလေးပန်းရောင်ဒီမျက်ခုံလေးပန်းရောင်လေးလောက်လိုက်တယ်ပြီးလို့ရှိရင် Gucci ရဲ့မျက်တောင်လေးကော့လိုက်မယ်ပေါ့နော်မျက်တောင်ကကြဒီမျက်တောင်ကိုစေးအသိအစင်မပြေဘူးအဲ့နဲ့ essence ကနေပြီးတော့လက်ဆောင်ရထားတဲ့ထပ်ပြီးတော့ mascara လေးထပ်ကော့လိုက်တယ်ပေါ့နော်ဒါကြတော့မျက်လုံးအောက်ကို Barbie look လေးဖြစ်အောင်ဆွဲနေရပါပြီးလို့ရှိရင်မျက်တောင်တူတက်မယ်အိမ်ရဲ့မှန်တင်ကိုဖွင့်လိုက်လို့ရှိရင်မျက်တောင်တူလေးပဲရှိရပေါ့နော်အဲ့တော့ဒီညာနဲ့လိုက်မဲ့မျက်တောင်တူလေးကိုတက်မယ်မျက်တောင်မှာတက်တဲ့ဘက်နဲ့မတက်တဲ့ဘက်အရင်သိတာတယ်အဲ့အတွက်ကျွန်မကတော့မျက်တောင်တူကိုဘယ်နေရာတော့တက်တယ်ပေါ့နော်အိမ်လေးကလွယ်ပြီးတော့တက်ပြီးလို့ရှိရင်ဒီမျက်လုံးလေးကိုဝင်းလေးဆွဲလိုက်ပါတယ်ဆွဲပြီးလို့ရှိရင်တော့ပြီးသွားပြီပေါ့နော်ပြီးပြီဆိုတော့နှာခမ်းကြီးဆိုရမယ်နှာခမ်းကြီးကိုလည်းဒီမျက်နှာနဲ့လိုက်တဲ့ပန်းရောင်လေးတွေရွေးလိုက်ပါတယ်ပန်းရောင်လေးဆိုတယ် Chanel ရဲ့ပန်းရောင်လေးပါပြီးလို့ရှိရင်ဒီ gloss လေးထပ်လိုက်လို့ရှိရင်နှာခမ်းဖူဖူဖောင်းဖောင်းလေးနဲ့အရန်အဆင်ပြေရပေါ့နော်ပြန်လာခဲ့ပါမယ် bye bye ကြာလိမ့်မှုဂျန်ကြီးလို့သူကမျက်နှာတစ်ပြင်လုံး makeup လိမ့်ပြီးမှလိမ့်ရတာပေါ့နော်ဒီလေးအစီလေးဒီလိုလေးသုံးနေတာအောင်ကြာပြီတစ်ဝက်ပဲကျန်တော့တယ်ပြီးလို့ရှိရင်ကျွန်မဂါလိန်ရဲ့ဒီအလုံးလေးတွေပေါ့နော်အဲ့ဒါကြောင့်အကုန်လုံးမျက်နှာတစ်ပြင်လုံးလိမ့်ပြီးတော့မှအပေါ်တစ်ထပ်မှအုပ်ကြတာပေါ့နော်သူ့ကိုလိမ့်ပြီးလို့ရှိရင်မျက်နှာပြောင်ပြောင်လေးဖြစ်ပြီးတော့အရန်လာတယ်တော်တော်လေးလဲမှုရပေါ့နော်ဘူးတစ်ဝက်နေမှမှုရတဲ့အနံကိုကြိုက်တယ်ကျွန်မပထမဦးဆုံးလိမ့်ချင်းတော့ဆိုအရန်မှုရတဲ့ရေမှုအနံလိုမျိုးပဲစူးနေရဆိုပြီးတော့မကြိုက်လို့တော့မှတိတ်မလိမ့်ဖြစ်ဘူးပေါ့နော်အခုလိမ့်တာကြာသွားတဲ့အတွက်ကုန်ကန်ကြီးဖြစ်သွားတော့မှအနံလေးကိုကြိုက်သွားတယ်သုံးရတာလည်းတော်တော်အဆင်ပြေရပေါ့နော်သူ့ကြတော့သူ့ထဲမှာပါတဲ့ဒီ brush လေးကိုမသုံးဘဲနဲ့အိမ်မှာရှိတဲ့ brush အရှိနေပဲယူပြီးတော့ညနာတစ်ပြင်လုံးကိုလိမ့်လိုက်ပါတယ်ကုန်ကနေကြတော့မှသူ့အနံလေးအရင်ကြိုက်တယ်မွမွေလေးနဲ့မိုက်တယ် makeup ဘာခံမို့အတွက်က spray ခံပါမယ်ပြီးလို့ရှိရင်တော့ဒီ
ဒီ spray ပေါ့နော် setting spray ဖြတ်မယ်အဲ့ spray ကလေသူများတွေအရင် review ပေးကြလို့အမှဖြန်းကြည့်တာပေါ့နော်တော်တော်အဆင်ပြေတယ်သုံးလို့လည်းကောင်းတယ်ပေါ့နော်နောက်ကျနေပြီဆိုပြီးလောနဲ့စပင်လိုက်တာကျမပါဘူးကောက်ဆက်ကြီးနဲ့ကတ်မိသွားပါတယ်ကျမမျက်နှာကိုစပင်လိမ့်ဆက်ကပ်ပြီးရဲ့အခြေအနေမှာတော့နောက်ထပ်စပင်အောက်မှာပြည်နေတာတော့ထပ်မလိုက်နိုင်တော့ဘူးပေါ့နော်ပြီးတော့မျက်နှာကိုပြင်ဆင်ပြီးတော့မှဘာလောက်ကားဖို့ကြံခဲ့လဲဆိုတော့ဒီခုနကတော့ဘာဘီအိုင်းလေးလောက်ထားတာအဲ့နေရာမှာအယောင်ထည့်ဖို့ကြံခဲ့တယ်အဲ့အတွက်ကြောင့်မို့ထပ်ထည့်ပါမယ်တော့မထည့်ရရတယ်ပေါ့နော်ဒါပေမဲ့အမကကြတော့နည်းနည်းလေးပေါ်ခြင်းနဲ့အတွက်ကြောင့်မလို့အဲ့ဟာလေးကိုထည့်လိုက်တယ်ဒီမျက်လုံးရဲ့အရှိလေးပေါ့နော်ပြီးလို့ရှိရင်အောက်ပြီးနှာခေါင်းထိပ်ပြီးဒီနှာခမ်းကြားလေးကိုပါလုပ်လို့ရတယ်ရှိရတယ်တိတ်မထင်ထည့်လိုက်လို့ရှိရင်တော့အပြင်မှာပေါ်လေးနဲ့ပို့ပြီးတော့လှရဲပေါ့နော်အဲ့အတွက်ကြောင့်မလို့ဒီမျက်လုံးအောက်လေးကိုလိုင်နာလေးထည့်ပါမယ်ပြီးလို့ရှိရင်တော့အပြင်သွားလို့ရပါပြီဒီ makeup step လေးကိုတဆင့်ချင်းစီလိုက်လုပ်ကြည့်ပေါ့နော်အမအလွယ်ကူဆုံးနဲ့ဒီရိုးရိုးရှင်းရှင်းလေးပဲပြင်ပြတာဖြစ်တဲ့အတွက်လိုက်လိမ့်လို့အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်အဲဆိုရင်နောက်ဗီဒီယိုလေးတွေမှာထပ်တွေ့မယ်နော် bye bye